ကောင်လေးဟာမီးရှံတောက်ပတ်နေတဲ့ဖိနှင်းငက်တကောင်ကိုဖမ်းမိပြီးဖရင်ကိုဆက်တဖို့ပြင်နေရဲဒါပေမဲ့ကောင်လေးဟာဖိနှင်းငက်မျက်ရည်ကျနေတာကိုမြင်တော့ချက်ချင်းပဲတနာစိတ်ဝင်လာတယ်ဒါကြောင့်ကောင်လေးဟာချီနှောင်ထားတဲ့တန်ကြိုးတွေကိုဖြုတ်ပြီးငက်ကိုလွတ်ပေးလိုက်တဲ့ထို့နောက်ဖိနှင်းငက်ဟာသူ့ရဲ့ကြီးမားတဲ့တောင်တွေကိုဖြန့်ပြီးကောင်းကင်သို့ပြန်တန်းသွားခဲ့တယ်နောက်ပြီးကောင်လေးရဲ့ကျင်နာမှုအတွက်ကျေးဇူးတင်တဲ့အနေနဲ့မီးလောင်နေရဲ့အမွေတစ်ခုကိုလက်ဆောင်ဖြစ်ချန်ထားခဲ့တယ်ကောင်လေးကဖိနှင်းငက်ပါမလာပဲလက်ပလာနဲ့ပြန်လာတော့ဖရင်ကသူ့ကိုဖမ်းဆီးခိုင်းခဲ့တယ်ကောင်လေးကဖိနှင်းငက်ကိုဖမ်းမိခဲ့ကြောင်းတက်တည်ပြဖို့အတွက်ငက်မွေးကိုထုတ်လိုက်ပေမဲ့အလင်းရောင်ပြောင်းနေတဲ့တာမန်မွေးတစ်ခုလိုဖြစ်နေခဲ့တယ်ဒါကိုမြင်တော့လူတိုင်းကရေမောကြတယ်ဖရင်ကကောင်လေးသူ့ကိုလှည့်စားဖို့စ조사နေတယ်လို့ထင်ပြီးကောင်လေးကိုရှင်းပစ်ဖို့အမိန့်ပေးခဲ့တယ်ဒါပေမဲ့ကိုမြတ်သူကပူစိန်ကိုမြောက်လိုက်တဲ့အချိန်မှာပဲငက်မွေးကရုတ်တရက်မီးလောင်သွားပြီးကောင်းကင်တစ်ခုလုံးတောက်ပတ်တဲ့အလင်းရောင်တွေထွက်ပေါ်လာတယ်ဖိနှင်းငက်ကကောင်လေးအနေနဲ့ကြားရောက်နေတာကိုခံစားမိပြီးပြန်လာတာဖြစ်တယ်ဖိနှင်းငက်ကလူတိုင်းရဲ့အပေါ်ကနေကောင်းကင်မှာပြန်ဝဲနေတာကိုမြင်တော့လူတိုင်းကကောင်လေးအမှန်တရားပြောနေတယ်ဆိုတာသိသွားကြတယ်ဒါကြောင့်လူတိုင်းကဝမ်းသာအားရနဲ့သူ့ကိုသူရဲကောင်းလို့အော်ဟစ်ပြီးခေါ်ကြတယ်ထို့နောက်ဖရင်သည်ထိုကောင်လေးရဲ့ရဲစွမ်းတတိအတွက်ချီးမြှင့်ဂုဏ်ပြုပေးခဲ့တယ်